Hello အားလုံးပဲမင်္ဂလာပါ Hala Madrid Show ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ Real Madrid ရဲ့ပွဲစဉ်တွေဒီနေ့ညမှာရှိပါပြီ Real Madrid ကဒါကလပ်ကပဗလာအုပ်စုဒုတိယမြောက်ပွဲစဉ်အဖြစ်ဒါဘာချူကာအသင်းကိုကျွန်တော်တို့ရင်ဆိုင်ရမှာဗျာပထမအဖွင့်ပွဲစဉ်မှာတော့ကျွန်တော်တို့သေတမှတ်ပဲရခဲ့တယ်ဆိုတော့ဒီနေ့ညပွဲစဉ်ကိုဒါစားပြီးအလွန်ဆိုရဲ့ Real Madrid ကကျင်းသေးပေါ့အနိုင်ယူရမယ်ပွဲမျိုးဖြစ်သွားပြီဒီပွဲကအမှတ်လိုအပ်ချက်အင်မတန်ဦးကြီးမားတဲ့ပွဲမျိုးဆိုတော့ကျွန်တော်တို့အရှိကိုပြန်ကြည့်မယ်ဆိုရင်ပါချူကာက Real Madrid တက်တော့အရင်ခက်ခဲနေမယ်ပြိုင်ပွဲမျိုးတော့မဟုတ်ဘူးပေါ့ဗျာအဲကြီးများဖလားဘိုလ်လူပွဲတုန်းကကျွန်တော်တို့တို့နဲ့တွေ့တယ်3ဂိုးမရှိရလန့်နဲ့ Kylian Mbappe တို့ Vinicius Junior တို့ Rodrigo တို့တို့ရဲ့သွင်းဂိုးတွေနဲ့ကျွန်တော်တို့3ဂိုးပြည့်အနိုင်ရပြီးတော့တိုက်ကြီးများဖလားကိုပိုဆွဲခဲ့တယ်ပေါ့ဗျာဆိုတော့ဒါ Real Madrid ဒီနေ့ညပွဲစဉ်မှာKylian Mbappe ကတော့လွဲမယ်Antonio Rudiger ကတော့ပြန်ပါလာပြီးတော့သတင်းနေရာနေပြီးတော့ပေါ်ပြထားတဲ့ Real Madrid ဘက်ကလည်း official ထုတ်ပြန်ထားတယ်ဆိုတော့ကျွန်တော်အထင်ကိုပြောရမယ်ဆို Rudiger ကတော့ဒါမိနစ်အနည်းငယ်တော့ဝင်ကစားသွားမယ်ပွဲထုတ်မလားဒါမှမဟုတ်လူစားဝင်ပြီးတော့ကစားမလားတော့အတိအကျမပြောတတ်သေးဘူးKylian Mbappe ကတော့ဆက်လွဲမယ်ပေါ့ဗျာဆိုတော့ဇာဘီအလွန်ဆိုကပထမပွဲစဉ်ကပုံစံအတိုင်းပဲကျွန်တော်တို့လူငယ်တိုက်စစ်မှုလေးဟိုဟာကိုဂါစီယာကိုအထောင်မှာထားပြီးတော့ဒီ Vinicius Junior Rodrigo ဒီဂါစီယာပေါ့နော်အဲ့ဒီပုံစံမျိုးနဲ့ပွဲထုတ်လာမလားဒါမှမဟုတ်ရင်Vinicius Junior Rodrigo နှစ်ယောက်ကိုပဲအထောင်တိုက်စစ်မှာထားပြီးတော့အရင်ဘယ်လိုပြောရမလဲ4-3-1-2ပုံစံနဲ့ပဲပွဲထုတ်မလား brother တို့အမြင်အောင်ဘယ်လိုလေးရှိလဲဒီညပွဲရလက်ကဘယ်လိုလေးခံမှန်းထားကြတယ်လဲပေါ့နော်ကျွန်တော်လည်းအတူတူ comment မှာဝင်ရောက်ဆွေးနွေးပြီးတော့အကြံပြုပေးခဲ့ကြပါအောင်အားလုံးဒီည watch along ကြရင်ကျွန်တော်တို့ပြန်ပြီးတော့ဆုံကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်